သွားနေရတော့ဘာကန်ကြီးဘမ်ဘူကန်ကြီးဖြစ်ပါတယ်ဆက်ဆက်အမီကောင်းမှာဖြစ်ပါတယ်အမျိုးတွေနဲ့တူသွားနေဖြစ်ပါတယ်ရောက်တော့ပါမယ်19မိနစ်ပဲလိုပါတော့တယ်အခုကဖနန်းပွဲလုပ်တဲ့လမ်းဆုံးကျော်လာပါပြီဘယ်ရောက်နေရလဲဆိုတော့ Robinson နာတော့ရောက်နေပါပြီအဲ့ဒါ19မိနစ်နဲ့ရောက်ပါတော့မယ်ကြလို့ရှိရင်ထည့်ရကြပါမယ်ကျေးဇူးတင်ပါတယ်ရောက်ပါပြီခဏအိုက်တော်ရခဏအိုက်တော်ခုမှပဲအိမ်ဝင်သွားတယ်ဟုတ်တယ်မယ်ကျွန်တော်ကန်ကောင်းကျင်တော့ဖျားပွဲရှိရထင်ပါတယ်လူတွေလက်စီပါတယ်ဒီမှာစော်လေးလည်းရှိပါတယ်စော်လေးမဟုတ်ပါဘူးစော်လေးမဟုတ်စော်ကြီးတွေပါစော်လေးတွေစော်ကြီးတွေလားကြီးတွေလက်စီနေစီအဖွားကြီးတွေအဲ့တော့ဒီကနေကိုရမှာတင်တယ်အဖွားကြီးတွေဒီတော့ဖျားပွဲတော့ရှိတယ်ဖျားပွဲရှိဘယ်နေ့လဲတော့မသိပါဘူးဖျားပွဲရှိပြောပါတယ်မလကင်းမတီးဥစားဒီကကြော်ဝိုင်းပေါ့ပလင်းနိုးလားပလင်းနဲ့တစ်ဖက်မှာစားတော့ပါတယ်တစ်ဆိုင်လုံး20ဟဲ့လားတစ်ဆိုင်လုံး20နဲ့ကြိုက်တာစားတယ်ပလင်းနိုးလက်ဖက်ရေးတဲ့ဝလန်းရှောက်ပြန်လာကြတယ်မင်းကြီးဆိုတာမြန်မာပဲသိကြတယ်ပြောတော့ဖက်ကပြောတော့ဖက်ကမသိလုံအောင်ကောင်းတယ်လုံအောင်လုံအောင်တက်ပြီကအဲ့တကဓာကိုင်ဟိုမကိုင်နဲ့ဟိုကိုင်ရောမှာချောင်းဝတ်ဓာကိုင်မကိုင်ကြတယ်ဒီတစ်ခုကိုပြန်လို့ရစားလုံးပေါင်းပြီးတော့လုံးကြည့်တယ်ဝဲသူကြည့်ရချင်းပြောနေအဲ့ဒါကချက်ပတ်လို့ဟုတ်ပါဟုတ်ပါအော်ဥစ္စာကိုလိုက်ကြည့်လိုက်တာဒီမှာလည်းကြည့်ရတယ်တန်လွင်တရားမတော့ခင်မိုးထမရောက်သွားသလိုပါပဲမင်းကလာလာနေအောင်မပြောနည်းနည်းနေရဟိုဖြစ်မှရမှာပေါ့ဘိုးမလည်းဂျူလီယာလေဘိုးမလည်းဂျူလီယာနေရတော့ဒီမှာဘိုးမလည်းဂျူလီယာလေဘိုးမလည်းဂျူလီယာလေဟိုခုံနှမ်းပေးမှာဂျူလီယာလေဟိုခုံနှမ်းပေးမှာလေလူဟာနေလာပြည့်ကျွေးရမှာပါ
how did you catch ညာရွယ်သူ ဒီတရားမှာ ဒီတကောင်ဖဲပါတယ် အခုတော့ဘူrecreation center ပါနော် recreation center နားမှာရှိတဲ့ draw ကိုရောက်နေပါတော့လူတွေကတော့မမြင်တဲ့အတိုင်းပဲအနောက်မှာဟိုကအနောက်မှာရောပြေးပဲဒီတော်လေးစီရယ်ဆက်ဆက်တော်လေးလှရပါတော့နောက်ပြီးလို့ရှိရင်တော့ activity စီလုပ်နေကြတဲ့ကလေးတွေရှိရယ် space စီလူတွေရှိရယ်ကစားနေတဲ့လူတွေရှိရယ်တဝိုင်းတဲ့လူတွေရှိရယ်ငှက်စာကျွေးလူတွေရှိရယ်ဆွန်လွတ်တဲ့လူတွေရှိရယ်နောက်ပြီးလို့ရှိရင်ဟိုဗာလဲစက်ပြဘူးအောင်ဆော့နေကလေးရှိပါတော့စက်ပြဘူးအောင်နဲ့ဆော့ဝယ်လို့ရတယ်ကြောပြပေးမယ်အိုင်နာဆိုင်မှာဆိုလို့ရှိရင်ငှက်စာလေးနဲ့စက်ပြဘူးအောင်နဲ့ဝယ်လို့ရတယ်အိုင်ငယ်မှာပဲဘီးမှာပဲငှက်စာကျွေးလို့ရတယ်ငှက်စာကျွေးနေအိုင်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟောပေါ့လက်ရည်စီးတဲ့နေရာဘေးစင်လေးရှိတယ်မတပွဲတဲ့လူတွေငှက်စာကျွေးလူတွေတော့ပေါင်းစုံပဲဟိုကအရှိမှာဆိုလို့ရှိရင်ဘာလဲစပြဘူးအောင်စော့နေတဲ့ကလေးရှိတယ်အများကြီးပဲအတွက်မှာတကွန်ရိုင်းနေလူတွေရှိတယ်တကွန်ရိုင်းနေလူတွေရှိတယ်မတူလေမ တမောမောရလား 哪里了？必须来了。 လမ်းမြင့်နေရတယ်ဆောင်းဆိုင်ဖြစ်ပါတယ်လမ်းဆောင်ဆိုင်တော်ဒီမာရီဆိုရင်ထိုင်လို့ရဝိုင်းလေးရှိတယ်ဒီမှာဝိုင်းလေးထိုင်ရှိရထိုင်လို့ရတယ်ဒါပေမဲ့ဒီဘက်ချမ်းမှာတော့သူတို့ထိုင်လို့မရဘူးပေါ့နော်ဒီဘက်ချမ်းမှာထိုင်လို့မရဘူးဘာဝိုင်းမှမရှိဘူးဒီမှာဆိုရင်ကျွန်တော်ထိုင်ပြီးတော့ညစားလို့ရတယ်ညစားပြီးတော့ကျွန်တော်အဲ့အနေပြီးတော့လာလို့ရှင် toilet တွေပါရှိရဒီမှာဆက်ဆက်လေးကြည့်လို့ရတယ်ပြီးဒီမှာ nest လေးရှိရထိုင်ကုန်ရှိရတပွင့်ရလို့ရတယ်နောက်ဘက်ကမှာဆိုရင်ကျွန်တော်ပင်လေထဲမှာကျွန်တော်ဘာလမ်းမြင်နေရပင်လေကူသမောတွေဘာလမ်းမြင်နေရတယ်ပင်လေကူသမောဘာလမ်းမြင်နေရပြီးလို့ရှင်ဒီမှာဆိုလို့ရှင်နောက်ဘုံသမီးလောက်ထားပေးရဒါဟောပေါ့photo spot ပေါ့နော်တပွင့်ရလို့ရတဲ့နေရာလေးရှိရပြီးတော့ဒီမှာလည်းတစ်ခုရှိရဒါပေမဲ့ဒီကောင်လေးကတော့မီမထုံတော့ပါတော့ Okay ဒါတော့ဒါအဆုံးဆုံးမှရှိတယ်ဆော့တော့ဆိုင်ပေါ့နော်ဆော့ဆိုင်ရဲ့ view point လေးကိုလာပြပေးတာဖြစ်ပါတယ်ဗျအခုဆိုရင်တော့နေလဲဝင်သွားပြီဆိုတော့ကျွန်တော်ပြန်ပြီပေါ့နော်ကျွန်တော်ပြန်ပြီဖြစ်ပါတယ်ပြန်ပြီဆိုတော့လူတွေလက်တော်ရှင်းသွားပြီအနောက်မှာလည်းသူမှမရှိတော့ဘူးအရှိမှလည်းဘယ်သူမှမရှိတော့ဘူးဒီမှာဆိုလို့ရှိရင်အကုန်လုံးပြန်သွားကြပြီပေါ့နော်ဒါပေမဲ့ဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်လာတော့ပြခဲ့တဲ့ဟိုလေးရှိညစီစောက်ထားတဲ့ညလေးရှိကျွန်တော်ညစီမှာချက်ဝင်မယ်ဝင်သွားဆိုလို့ရှိရင်ဘာစားစရာရှိလဲဘာ activity ရှိလဲဆိုတာလေးချက်ဝင်ကြည့်ကြမယ်ပြီးတော့ကျွန်တော်ဘန်ကောက်ပြန်မယ်ပေါ့နော်ဘန်ကောက်ပြန်မယ်သာပြောတာပါဒါစမူပကန်ဆိုတော့ဒါဘန်ကောက်ထဲမှာပါတယ်မြို့နယ်တစ်ခုပဲပေါ့ဆိုတော့အိမ်နဲ့တော့နည်းလန်းတယ်ပေါ့နော်အိမ်ကိုပြန်မယ်ပေါ့အိမ်ကိုပြန်မယ်ဆိုတော့ပြီးရင်တော့ညစီမှာဘာရှိတယ်ချက်ပြပြပါမယ်ဗျ
ဟောဒီကပြန်လို့ရတယ်မေမ ဟောရတယ်ဟိုက နော်ဒါလေးလောက်ထားပေးပြန်ပြန်လိုက်မယ်ဒီကနေပြန်လို့ရတယ်သူတို့ရှောက်လန်းကိုမီလီထုံးပေးထားတယ်ပြီးဘောကနေပြီးတော့ကျွန်တော်ပြန်ထွက်လို့ရတယ်အော်အဘကပြန်ကြပါမယ်ဒီလည်းတော့ကောင်းနေရောဒီသူ့ပြတာဘယ်လောက်ချိန်လဲပိုက်တယ် ရှေ့ရောအဲ့အနက်မကောင်းဘူးနော်ဘွန်းနိုင်ရဘွန်းနဲ့ဟေးဘယ်သူတက်တော့ကဲစီရှိနာမှာဆိုရင်တော့ပွဲစည်းတန်းလိုမျိုးလောက်ထားတဲ့ညစီကိုရောက်ပြီပေါ့နော်အဲ့မှာတော့ game စီ activity စီနောက်ရှိတယ်နောက်မှကျွန်တော်မှဆိုလို့ရှိရင်ကားရောင်းတဲ့ကားတွေဆိုင်ကယ်ရောင်းတဲ့နေရာမှာတွေ့ခဲ့သေးတယ်ကား showroom လိုမျိုးပေါ့နော်ဒါပေမဲ့အစ်စ်တော့မဟုတ်စကန်တွေရေးချနဲ့တောင်းနဲ့ရောင်းတာပေါ့နော်အားရှိမယ်ပြီးတော့ဒီမှာ game စီတွေရှိမယ်ကျွန်တော်တို့တော့ကြည့်အောင်ဗျာလာ game စီရှိလို့လာကြည့်တာ game စီ ဟ
13,050 1,030ကိုတိတ်ရအောင်ပြစ်လို့ပြချလို့ကြာသွားတဲ့ဟာတွေယူလို့ရတယ်အောက်ကျယူလို့ရတယ် ဟောအဲ့ဆိုသူ့ကိုဟန်နေတယ်မပြစ်ပြလိုက် ကိုပြေတို့ကတော့ခေါင်းကြီးတို့ပြထားတယ် ဟိုဟာနာလေးနိုးအေးဘူးလို့ ဟုတ်တယ် မင်းနာဟိုလေးမိုးဟွာအော် အမမဦးပြေလို့ပြစ်ပေးမလားခဏ ဟာလို့အေးဘူးရရပေါ့မမကြောင့်မပြရဘူးနနုလေးတွေပဲပြအမားတွေမပြဒီလားတို့ကြရမယ် တနေ့နေ့လည်းပြစ်လိုက်စိတ်မရှိ ဆိုင်လေးရှိပါတယ်စောစောဆိုင်လေးရှိပါတယ်တောက်တဲ့ညီကိုတွေအတွက်အမ PR လေးရပါတယ်ဟိုးမှလမ်းမြင်ရတာမသိဘူးဟိုဝိုင်းမှာရေခဲတဲ့မှာလို့ PR ရှိတယ်ဒါပေမဲ့ PR ဈေးကြီးတယ်တန်ဘူးကို60ပေါ့နော်တန်ဘူးကို60ဘူးရှည်ပေါ့60လောက်ကြားတယ်ကန်းကြီးရောက်လာဆိုလဲ PR ပေါ့ဒီမှာဆိုလို့ရှိရင်ကားတွေပါရောင်းတယ်ဟိုမှာမြန်မာလူကြီးသားတွေမြန်မာလူမျိုးဆိုင်ကရေးကြထုတ်လို့ရပြီထိုင်းမှာမကန်ကြမလို့ပါတဲ့ဝယ်လေးလည်းမေးထားလို့ရတယ်တဲ့အရေးကြပေးချင်ဘူးဘလာဘာစားဆိုင်လည်းသိအောင်တဲ့တင်းကောင်ကျေးဇူးပါဒီမှာဆိုလို့ရှိရင်ဆိုင်ကဒေါင်နဲ့ထုတ်တယ်ပေါ့နော်ဒေါင်ဆိုတော့အရေးကြထုတ်တဲ့ဟာတွေဒီမှာရှိရယ်ပြီးလို့ရှိရင်ဒီမှာထိုင်းမိုးနေဝယ်လေးရတယ်ငါမုံ6တို့ပါလို့ပေါ့နော်ရှိရယ်ရေသမှုတွေတ िश ူးတွေရတယ်ဆိုင်နေရှိပါတယ်ပြေတော့မှလည်းဆိုင်ကန်းလေးအများကြီးရှိရယ်အေးဆိုင်လေးရှိရယ်လို့ရှိရင်ကျွန်တော်တို့လူချင်းပေါ့နော်ဆိုင်လေးရှိရယ်ဟိုဘက်မှာလည်းဆိုင်လေးရှိပါတယ်ပြီးလို့ရှိရင်မင်းချင်းဆိုင်ဘက်ချမ်းမှာတော့သူတို့ဆိုင်ကန်းလေးတော့မရှိဘူးလွတ်ဆိုင်ကန်းလွတ်တွေတော့ရှိရပါတော့ဟိုမှာဓာတ်ပုံတွေရိုက်နေကြတယ်ကျွန်တော်တို့လူမျိုးတွေပဲထင်ပါတယ်ကျွန်တော်လူမျိုးတွေပဲထင်တယ်ဓာတ်ပုံတွေရိုက်နေကြတယ်ပြီးရင်ဒီမှာလည်းဆိုင်ရှိရယ်ဒါကျွန်တော်တို့အလာတော့ဟိုဝင်ခဲ့တဲ့ဆိုင်ဘီယာဝင်ခဲ့တဲ့ဆိုင်ပေါ့နော်ဒီမှာဘီယာဝင်ခဲ့တဲ့ဆိုင်ရှိပါတယ်ပြီးလို့ရှိရင်ဟိုးနားမှာtwilight ရှိရယ်အများဆုံးအိမ်သာရှိရယ်ပေါ့နော်အများဆုံးအိမ်သာရှိရယ်ကြားရှိရယ်မရှိရယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့6ဆိုင်ကနေရှိရယ်ပေါ့နော်ဆိုင်ကနေကတော့မစုံသေးဘူးဘယ်တော့မှပဲစုံလည်းမသိဘူးဒီမှာမီးဆိုင်တွေတော့လှိုင်ထွန်းတာရှိရယ်โอเคဒီနေ့ blog လောက်ပါပဲကျွန်တော်နောက်မှပြန်တွေ့ကြပါဗျကျေးဇူးတင်ပါတယ်